ยาตะเคียนอินโดกูงาวินปยาสิพยาตะเคียนเมียเมาดอมาจะนูชิมวันปยาสิพยาตะเคียนนกกบัดดอกูจะนูนาคันปยาสิลูโตวินลาเรลุงเอริกูดาพิลุจะนูรุกะตะกาปิทามาเลยเอเมนจะนูပြောလိုက်တယ်ဖွင့်ချလိုက်လာမလေးစေဒီကနေ့ညမှာကျွန်တော်တို့သတ်မှတ်ထားသောလူစင်းထက်တဆဝင်လာတာဖြစ်ပါတယ်ဒါပေမဲ့ကိုရောတတ်နိုင်တယ်ဟာလေလုယာကျွန်တော်ပြောတဲ့သူတို့စားဖို့အတွက်မကြောက်စမ်းပါနဲ့သူတို့လူငယ်တွေဖျားရှိလာရင်ဖျားပြင်ဆင်ပေးပါလိမ့်မယ်အာမင်အခုတောက်လျှောက်ပဲအလှူအဝင်လာပြီအဲ့လူငယ်တွေစားဖို့အတွက်ဒီလောက်အဲ့လူငယ်တွေတောက်ဖို့အတွက်ဒီလောက်အဲ့လူငယ်တွေနှုတ်ကပတ်တော်နားထောင်ဖို့အတွက်ဒီလောက်ဆက်တိုက်ဘုရားသခင်ပို့ဆောင်ပေးတာပဲဖြစ်ပါတယ်နောက်ဆုံးပြမပို့ဘူးလားမပို့ရင်ကျွန်တော်တို့ကအစာရှောင်ပြီးဒိုးမှာဖြစ်တယ်မဟုတ်လားမဟုတ်လားကျွန်တော်တို့ကဘုရားသခင်အတွက်အဖိုးအခပေးဖို့အတွက်ပြင်ဆင်ထားသောလူငယ်များဖြစ်ပါတယ်ဖယားကိုအချောင်နှိုက်မဲ့လူငယ်ပါလားယုတ်ကြည်ရတာတော့နည်းနည်းပပါတော့ပါဖို့ရှိတလူလူနဲ့ရှိပေမဲ့မရှိဘူးဟုတ်ပြီနော်မမဆောင်အထင်မသေးနဲ့တော့အမှန်တည်းပဲပြောနေတာဟုတ်တလူလူမဟုတ်တလူလူချစ်တလူလူမချစ်တလူလူအမှန်တည်းပဲပြောနေတာယုံကြည်တလူလူမယုံကြည်တလူလူချီးမွမ်းတလူလူမချီးမွမ်းတလူလူမမဆောင်ကမမဘူးကျွန်တော်တို့တဲ့ပြောနေတာမမဆောင်စပွန်ဆာပေးထားတာမဟုတ်ဘူးနော်တမျိုးလဲထင်နေဦးမယ်ဒီကနေ့ညမှာဒီလောက်များတဲ့လူငယ်တွေဒီမှာကျွန်တော်တို့မဆန့်တဲ့အတွက်ဒီဖရားเจ้าကြီးမှာမဆန့်တဲ့အတွက်အောက်မှာကြည့်အောင်ကျွန်တော်တို့ရဲ့ကလေးလေးတွေကဘောလုံးကွင်းအပြည့်နှုတ်ကပတ်တော်ကိုဒီတပတ်လုံးလုံးခံယူနေကြတာဖြစ်ပါတယ်ဟာလေလုယာဒါကအလကားဖြစ်နိုင်တာမဟုတ်ဘူးဖရားသခင်အခွင့်ရှိမှဖြစ်နိုင်တဲ့အရာတွေပဲဖြစ်ပါတယ်ဟာလေလုယာဒီကနေ့လူငယ်တွေကျွန်တော်တခုမေးမယ်မနေ့ပြန်မမြင်ရတော့ဘူးသင်ကို BMW တစ်စီးတော့ပေးမယ်ဒါပေမဲ့မနေ့ပြန်မမြင်ရတော့ဘူးဆိုရင်မနေ့ပြန်ကိုရွေးမလား BMW ကိုရွေးမလားဘယ်လိုတိတ်မသေးချာတယ်လို့ပဲနော်မင်္ဂလေးတွေဗျာကိုရီးယား cosmetic container တစ်စီးစာပို့ပေးမယ်မကြိုက်ဘူးလားမနေ့ပြန်တော့မမြင်ရတော့ဘူးလို့ပြောရင်ဘယ်အောင်ပို့ကြိုက်လဲမနေ့ပြန်နော်ဒါဆိုရင်ဒီကနေ့ကျွန်တော်တို့အသက်ရှင်နေတာက BMW ထက်တန်ဖိုးကြီးတယ်ဟာလေလုယာအာမင် cosmetic တပုံးထက်ပိုပြီးတန်ဖိုးကြီးတာဖြစ်ပါတယ်ဒါပေမဲ့ကျွန်ုပ်တို့ရဲ့မျက်ခွက်ကဘာမျက်ခွက်လဲအကျွေးမချေတဲ့မျက်ခွက်စိတ်တူနေတဲ့မျက်ခွက်မဝမ်းမမြောက်တာမနာနိုင်တဲ့မျက်ခွက်ကျင်းစာဘာပြောလဲသိလားဂျေဇုတော်နဲ့ဂယုဏတော်သည်အစဉ်အမြဲတည်သောကြောင့်ငါတို့သည်ဆုံးရှုံးခြင်းတို့မရောက်ဒီကနေ့လူငယ်ခမမနေ့ပြန်တဲ့အသက်ကိုတင် booking ယူထားလို့ရလား no မယုံရင်ယူကြည့်လုံးဝယူလို့မရဘူးဒါပေမဲ့အဲ့ဒီမနေ့ပြန်တိုင်းကိုဘယ်သူကပေးနေတာလဲဂျေဇုတော်ကကျွန်တော်တို့ကိုပေးနေစေဖြစ်ပါတယ်ဟာလေလုယာဖခင်သခင်ကကျွန်တော်တို့အပေါ်မှာရည်ရွယ်ချက်ရှိနေတုံးပဲဖြစ်ပါတယ်ဒီကနေ့ဘေးနာကိုယ်တငယ်ချင်းတွေကိုကြည့်ကိုကြည့်ငါဘဝမှာဘာမှအတိတ်ပဲမရှိဘူးမထင်နဲ့နေ့စပင်ပုံစံဘလို့ပုံပဲပေါက်နေဖခင်သင်အပေါ်မှာရည်ရွယ်ချက်ရှိသေးတဲ့အတွက်သင်ကိုလောက၌အသက်ရှင်ခွင့်ပေးနေစေဖြစ်တာဖြစ်ပါတယ်ဒီကနေ့မှာခရစ်တော်အတွက်အသေးခံရတဲ့လူဘယ်နှယောက်ရှိလဲခရစ်တော်အတွက်အသေးခံရတဲ့လူတွေဒါဆိုခရစ်တော် very good သေခံရတဲ့လူမိုက်တယ်ထွက်လာပြီခရစ်တော်အတွက်အသေးခံရတဲ့လူဘယ်နှယောက်ရှိလဲပြန်ထောင်မအောင်ရဲမိုက်တယ်သဘောကျတယ်လက်ခုပ်ဒီပေးကြရအောင်ဒီကနေ့ခရစ်တော်ထက်အသေးခံရေးတော်သူဟာကောင်းတဲ့ကဲ့သို့အဲ့ထက်ပိုကောင်းတာကခရစ်တော်အတွက်အသက်ရှင်ရဲတော်သူကိုဘုရားသခင်အလိုရှိနေတာဖြစ်ပါတယ်ဟာလေလုယာဟာလေလုယာ
ဒီကနေ့လူငယ်တို့ကျွန်တော်ပြောပြမယ်စိတ်သက်ကြလားကြတယ်ဒါပေမဲ့အရှုံးပေးမလားမပေးဘူးခရစ်တော်အတွက်ငါရှင်ရအောင်မယ်ရှင်ပေါလုကဘာပြောလဲငါအသက်ရှင်သောအရာဟူမူကားဘယ်သူအတွက်လဲခရစ်တော်အတွက်ဖြစ်တယ်သေလင်မူကားတာ၍အကျိုးရှိတယ်ရှင်ပေါလုပြောနေတာကကျွန်တော်တို့ပြောနေတဲ့မတာပေါ်တယ်ဆိုတာကကိစ္စမရှိဘူးတဲ့ခင်ချာနာဟုတ်လားမဟုတ်ဘူးလားဘာဖြစ်လို့လဲ तू ကကောင်းကင်တက်ရမှာကောင်းကင်ကဘာအရက်လဲထာဝရအရက်ပျော်ရွှင်စရာအရက်မိသားစုတွေပြန်ဆုံရတဲ့အရက်ဝမ်းမြောက်ဖွယ်ရာအရက်ဒါပေမဲ့ရှင်ပေါလုကကောင်းကင်ကိုရွေးလားမရွေးဘူးဘယ်ကိုရွေးလဲမြေကြီးပြောပါအောင်ဘယ်ကိုရွေးလဲမြေကြီးလောကမှာအသက်ရှင်ဖို့ကို तू ရွေးတာဖြစ်ပါတယ်ရှင်ပေါလုကအထောင်းခံရလားမထောင်းရမခံရဘူးလားထောင်းခံရတာပေါ့သွားကြည့်လိုက်ဒီဘက်ဖောင်းလိုက်ဒီဘက်ဖောင်းလိုက်ဖြစ်နေမှာဘာအတွက်လဲအေးဝင်ဂေလိတရားကြောင့်ရှင်ပေါလုကဒုက္ခရောက်လားမရောက်ဘူးလားရောက်တာပေါ့ရှင်ပေါလုကထွက်ပြေးရလားမပြေးရဘူးလားတင်တော့ထွက်ပြေးရလားတင်ထွက်ပြေးတာအေးဝင်ဂေလိကြောင့်မဟုတ်ဘူးအိမ်ကပတ်စံခိုးလို့ဖြစ်ချင်းဖြစ်မှာဟုတ်တယ်လို့မပြောဘူးနော်ဒါပေမဲ့ရှင်ပေါလုကဘာအတွက်လဲအေးဝင်ဂေလိတရားကြောင့်သူထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်ဒါပေမဲ့ तू ကဘာပြောလဲသိလားဘာပဲဖြစ်နေတဲ့ငါကတေးရင်အကျိုးရှိပေမဲ့တေးခြင်းထက်ပါကိုရွေးလဲရှင်ခြင်းဘယ်သူအတွက်လဲခရစ်တော်အတွက်ရှင်ခြင်းကိုငါရွေးတယ်လို့ तू ပြောတာဖြစ်ပါတယ်ဟာလေလုယာဒီကနေ့ညမှာလူငယ်တို့ကျွန်တော်ဟောမဲ့တရားအဲ့ဒါဖြစ်တယ်တင်ရှင်ရဲလားဆိုတဲ့တရားဖြစ်ပါတယ်ဘေးနာလူမေးကြည့်ပါအောင်ရှင်ရဲလားလို့လူငယ်ဆိုတော့အမေးအဖြေလေးတွေကောင်းတယ်ဆရာမောင်မေးလိုက်ပါအဲ့ဘေးနာလူကြီးကတိတ်ရှင်ရဲပုံမပေါ့ဘူးရှင်ရဲလားလို့မေးကြည့်ပါဦးတင်းအသက်ရှင်ရဲလားဒါပေမဲ့ဘယ်လိုရှင်မလဲဆိုတာကတော့နှုတ်ကပတ်တော်တရားထဲမှာကျွန်တော်တို့ကြည့်ကြမှာပဲဖြစ်ပါတယ်ဒီကနေ့ညမှာကျွန်တော်ဝေငှချင်တဲ့ခေါင်းစဉ်ကဘယ်တော့မှမေ့လို့မရအောင်ခေါင်းစဉ်တစ်ခုပေးချင်ပါတယ်တစ်ချက်ကြည့်အောင်ပါဘာလဲ The Real Judah အဲ့ဒါကိုမြန်မာလိုပြန်ရင်ယူဒလူစစ်ပြောကြည့်ပါဦးယူဒလူစစ်ဒီကနေ့ညမှာလူငယ်တို့တင်းဟာစစ်လားမစစ်ဘူးလားဆိုတာကျွန်တော်တို့စမ်းစစ်ရမယ့်ညပဲဖြစ်ပါတယ်ဘေးနာလူမေးကြည့်ပါဦးစစ်လားလို့ဘာပြန်ပြောလဲစစ်ဘူးလို့ပြောရလားဟလားနေရာတိုင်းမှာအတုလည်းရှိသလိုနေရာတိုင်းမှာအစစ်လည်းရှိတယ်ဒီကနေ့ရှင်ပေါလုကပြောနေတာအဲ့ဒါဖြစ်တယ်ယူဒအတုလည်းရှိတယ်တဲ့သဘောပေါက်တယ်နော်ယူဒလူစစ်ဆိုတဲ့အရာလေးကိုဒီကနေ့ညမှာကျွန်တော်ဝေငှမှာဖြစ်ပါတယ်ခေါင်းစဉ်လေးမမေ့စေချင်တဲ့အတွက်ဘာစစ်ယူဒလူစစ်ဖြစ်ပါတယ်စလိုက်တစ်ခုသွားကြည့်ရအောင်ဒံယေလစာအုပ်ထဲကယူဒလူစစ်ဖြစ်ကြသောလူငယ်တွေရဲ့အကြောင်းကိုဟောမှာဖြစ်ပါတယ်ဘယ်ကဘာမှာလဲဆိုရင်ဘာဘီလုံဆိုတဲ့ကဘာကြီးထဲမှာအသက်ရှင်ကြတဲ့လူငယ်တွေပဲဖြစ်မှာဖြစ်ပါတယ်ဘာဘီလုံဆိုတာဘာလဲပြီးရင်ကျွန်တော်တို့ကြည့်မှာဖြစ်ပါတယ်ယူဒလူစစ်ဆိုတဲ့ကျမ်းချက်ကလေးကိုယောမအခန်းကြီး2အပိုင်ငယ်28 29မှာရှိပါတယ်တစ်ချက်လေးကျွန်တော်တို့ဖတ်ကြရအောင်ပါအားလုံးတွေ့ပြီလားတွေ့ရင်ဒီကွာဖတ်ကြပါစို့အကြောင်းမူကားအပြင်အားဖြင့်သာယူဒလူဖြစ်တော်သူသည်ယူဒလူမှန်မဟုတ်အပြင်အားဖြင့်သာကိုယ်အသား၌အယေပြားလီခြင်းသည်အယေပြားလီခြင်းအမှန်မဟုတ်အတွင်းအားဖြင့်ယူဒလူဖြစ်တော်သူသည်ယူဒလူမှန်ဖြစ်၏ပြန်ဖတ်ကြည့်မယ်နောက်ဆုံးလေးကိုအတွင်းအားဖြင့်ယူဒလူဖြစ်တော်သူသည်ယူဒလူမှန်ဖြစ်၏လူငယ်တို့ရှင်ပေါလုရဲ့ဒီနေရာမှာကျဲတာစိန်ခေါ်တာယူဒလူမျိုးတွေကလေသူတို့ကိုသူတို့ယူဒလူဟုတ်လာပြီငါတို့ကမှယူဒလူအစ်ဖယားသခင်ရဲ့လူလို့သူတို့ကိုသူတို့သတ်မှတ်ထားတာအဲ့တော့ရှင်ပေါလုကကြည့်တဲ့အခါမှာ
မင်းတို့ကောင်တွေကယူဒလူမဟုတ်ဘူးမင်းတို့ကအပေါ်ယံဘာဖြစ်လဲယူဒလူရှင်ပေါလုရဲ့တရားဒေသနာနားထောင်လို့ကောင်းလားအာမင်တောင်းတဲ့တရားဒေသနာလားဘာတောင်းတဲ့တရားဒေသနာလဲခဲတောင်းတဲ့တရားဒေသနာဟိုမှာဗျာသူတို့ကသူတို့ယူဒလူဟုတ်လာပြီသူတို့ကသူတို့အထင်ကြီးနေတာရှင်ပေါလုကပြောလိုက်တယ်မင်းတို့ကယူဒဘေတို့ယူဒ second hand ယူဒလူအစ်စ်မဟုတ်ဘူးတဲ့ဘာဖြစ်လို့လဲသိလားသူတို့ကဖယားသခင်ရဲ့လူဖြစ်ဖို့အတွက်ကိုဘာကိုအရေးကြီးအတွက်ထားတယ်လဲဆိုရင်ဘာလှီးတာလဲတော်သေးတာပေါ့မှားပြီးမပြောလို့နော်ဘာလှီးတာအရေးပြားကိုလှီးလိုက်တာအရေးပြားလှီးတယ်ဆိုတာနားလဲတာမင်းကလေးတွေနားလဲပါတယ်နော်နင်တို့မလှီးရတဲ့အတွက်ကျေးဇူးတော်ချီးမွမ်းနော်အဲ့ဒီအရေးပြားလှီးတယ်ဆိုတာကဒီမှာနားထောင်ယောက်ျားလေးရဲ့ကိစ္စလေးကိုမွေးဖက်တော်လေးကိုအရေးလေးကိုထုတ်ပြီးတော့မှလှီးချလိုက်တာဖြစ်ပါတယ်ကြည်ရတာရည်တဲ့လူကလှီးချင်တယ်ထင်တယ်မနဲ့ပြန်ချင်ရင်နှစ်ချင်းခံဖို့နာမည်စင်းပေးလို့ရတယ်လို့လှီးခံချင်တဲ့လူလည်းနာမည်စင်းပေးလို့ရမယ်ထင်ပါတယ်ဒီမှာနားထောင်ကျွန်တော်လေတခါတော့အဲ့အရေးပြားလှီးတဲ့နေရာကိုရောက်သွားတယ်ရောက်သွားပြီးတော့မှဆေးရုံမှာစာရွက်တစ်ရွက်ကိုသူတို့တင်ထားတာတွေ့တယ်အရန်ထူးဆန်းတာအဲ့စာရွက်ကိုကျွန်တော်ကယူပြီးတော့မှဖတ်လိုက်တဲ့ခါမှာလေဘာပြောတယ်လဲဆိုတော့လူရဲ့အကြောကတဲ့လူရဲ့အကြော9ရက်ပြည့်သောနေ့မှာတဲ့အကုန်လုံးကပြည့်စုံသောအကြောနဲ့ရှင်သန်သောအကြောဖြစ်သွားတယ်တဲ့ဘယ်နှရက်မြောက်မှာလဲ9ရက်မှာကျမ်းစာကအရေးပြားလေးခြင်းမင်္ဂလာကိုဘယ်အချိန်မှာလုပ်ရမယ်လို့ပြောတယ်10ရက်နေသောနေ့မှာဆရာဝန်တွေရေးထားတာဘယ်လိုရေးလဲသိလားဒါကြောင့်မလို့တဲ့9ရက်မှာအကျော်တွေအားလုံးဟာပြည့်စုံတာဖြစ်တဲ့အတွက်10ရက်မြောက်သောနေ့မှာပြုလုပ်သော operation တွေအားလုံးဟာပျောက်ကင်းဖို့အလွယ်ဆုံးရက်ဖြစ်တယ်လူငယ်တို့ hello ကြားလားဆွမ်းနာကျွန်တော်ပြောတာဆရာဝန်တွေကအခုမှသိတာကျွန်တော်တို့ရဲ့ကျမ်းစာကနှစ်ပေါင်းများစွာကလေးရေးထားပြီးသားဒါကြောင့်လို့ဒီကနေ့သတင်းစာကဖြစ်ပြီးသားပဲပြောနိုင်တာကျွန်တော်တို့ကျမ်းစာကသာအနာဂတ်ကိုပြောနိုင်တာဖြစ်ပါတယ်ဟာလေလုယာလက်ခုပ်တီးမှာချီးမွမ်းကြရအောင်ဒါကြောင့်မလို့ဒီကဘာပေါ်မှာရှိသမျှကဘာရောမြေကြီးရောအကုန်လုံးဟာတနေ့ကျရင်ဘာဖြစ်မလဲပျက်စီးမယ်ဒါပေမဲ့ငါရဲ့နှုတ်တော်ထွက်စကားဟာတလုံး4000မပျက်စီးအောင်ဆရာကပတရားဟောတယ်နော်ဆရာကြားတယ်သူဘာပြောလဲနှုတ်တော်ထွက်ဆိုတာမြင်ရလားမမြင်ရဘူးမြင်ရတော့အရာအလုံးဘာဖြစ်မလဲပျက်စီးမယ်ဒါပေမဲ့မမြင်ရတော့နှုတ်တော်ထွက်ဟာတကိုးကြီးသောနှုတ်တော်ထွက်ဖြစ်ပါတယ်ဒီကနေ့တင်ဒီလူငယ် conference ကိုလာတာဟာတကိုးကြီးသောနှုတ်တော်ထွက်စကားခံယူဖို့ပဲဖြစ်ပါတယ်အာမင်ဒါကြောင့်မလို့ရှင်ပေါလုကဘာပြောလဲသိလားတင်တို့သည်အပြင်အားဖြင့်သာယူဒလူဖြစ်တယ်အရေးပြားလှီးလိုက်တိုင်းငါကတော့ယူဒကြီးလို့ပြောပေမဲ့ဖယားနှလုံးသားကိုလုံးဝမတိုးထိနိုင်သောသူတွေဖြစ်တယ်ယူဒလူစစ်စစ်ဆိုတာတဲ့အပြင်မှာအရေးပြားလှီးခြင်းနဲ့မဆိုင်ဘူးတဲ့ဖယားသခင်ရဲ့လူဖြစ်ခြင်းဆိုတာဘယ်ထဲမှာပဲရှိရလဲအထဲမှာအရေးပြားလှီးခြင်းဖြစ်တယ်လို့သူပြောတာဖြစ်ပါတယ်ဒီကနေ့ဘာဘီလုံဆိုတဲ့နိုင်ငံကြီးကိုကျွန်တော်တို့တစ်ချက်ကြည့်အောင်ပါဘာဘီလုံဆိုတာကိုဗျာဒိတ်ချင်းကရှင်းပြတယ်ဘယ်လိုရှင်းပြလဲဆိုတော့ဗျာဒိတ်ချင်းအခန်းကြီး8အပိုင်ငယ်2နဲ့3မှာဘာဘီလုံမြို့ကြီးပြိုလဲပြီဆိုတဲ့အကြောင်းကိုကောင်းကင်မှာကြွေးကြော်နေတာကိုတွေ့ရတာဖြစ်ပါတယ်အဲ့ဒီဘာဘီလုံကဘာလဲဆိုတာတစ်ချက်လေးကြည့်အောင် next slide ဘာဘီလုံဆိုတာဘာလဲနတ်ဆိုးတို့ဤနေရာညင်ငူးသောဝိညာဉ်မျိုးဤတွင်ညင်ငူး၏ဆက်ရှုပ်ယွန်ဖွယ်ရာငှက်မျိုးတို့ဤမိခိုရာဖြစ်တယ်အကြောင်းမူကားလူမျိုးအပေါင်းတို့သည်သူဤမတရားသောမြေထုံလူငယ်တွေ
ပြန်ပြောကြည့်အောင်ဘာမြေထုံလဲမတရားသောမြေထုံဤအစိတ်အတောက်တီးဟုသောစပြည့်ရည်ကိုတောက်ကြ၏လောကီရှင်ဘုရင်တို့သည်မတရားသောမြေထုံကိုသူနဲ့ပြုတ်ကြပြီလောကီကုံတွေတို့သည်လည်းသူဤကာမဂုဏ်စည်းစိမ်ကြွေဝခြင်း၌ဥစ္စာရတတ်ပြီလူငယ်တို့ရှင်းဝါပြီဘာဘီလုံဆိုတာဘာကိုပြောရလဲဒီလောကကိုပြောတာဖြစ်ပါတယ်ပြန်ပြောရအောင်ဘာဘီလုံဆိုတာဘာကိုပြောရလဲဒီလောကကိုပြောတာဖြစ်ပါတယ်ဟိုမှာတွေ့လားလောကရှင်ဘုရင်တို့ကားတဲ့မတရားသောမြေထုံမှာသူတို့ပြုတ်နေကြပြီတဲ့လောကီကုံတေတို့ကကာမဂုဏ်တွေမဟုတ်ဘူးတဲ့ဘာအတွက်လဲကြွယ်ဝခြင်းအဖြစ်ညစ်ငူးကြပြီဒီကနေ့ကဘာမှာစစ်ပွဲတွေဖြစ်တာဘာကြောင့်လဲသိလားဘာလဲဒါကြည်စံလို့မပြောတာတော်သေးတယ်ဒီကနေ့ဘာအတွက်လဲပတ်စံပိုက်ဆံတတ်မှတ်ခြင်းဒီအပြစ်အားလုံးရဲ့အရင်အမြစ်ဖြစ်တယ်ဒီကနေ့နိုင်ငံတနိုင်ငံနဲ့တနိုင်ငံစစ်တိုက်နေတာတွေတန်ရှင်းသောစစ်တိုက်ခြင်းတွေကိုကျွန်တော်မပြောဘူးနော်များသောအားဖြင့်စစ်ပွဲဖြစ်နေတဲ့အရာတွေကငွေရတတ်ဖို့အတွက်ပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကောင်းကင်မှာပျော်စရာကောင်းတာကနောက် slide တစ်ခုအနောက်ကိုပြန်သွားပါအောင်အနောက်ကိုဘာပြောသလဲသူတို့ကကျေလောင်စွာပြောတယ်တဲ့ကျွန်တော်ရှေ့ကပြောမယ်ဘာဘီလုံမြို့ကြီးလို့ပြောတဲ့အခါမှာဒီမှာရှိတဲ့လူငယ်တွေကအင်အားကြီးစွာနဲ့ပြိုလဲပြီလို့ပြောမှာဖြစ်ပါတယ်ဘာကြောင့်လဲသိလားဘာဘီလုံဆိုတဲ့တိုင်းပြည်အောက်မှာဘယ်သူတွေနေခဲ့ရလဲဒိုင်နီယယ်ရှက်ဒရက်မီရှက်အဘန်ဒဂိုတို့နေခဲ့ရတာဖြစ်ပါတယ်အဲ့ဘာဘီလုံကြီးကလေသူတို့ကိုပြိုလဲဖို့အတွက်စူးစမ်းလားမစူးစမ်းဘူးလားစူးစမ်းခဲ့ပါတယ်ဒါပေမဲ့သူတို့ကပြိုလဲလားမပြိုလဲဘူးဘယ်သူကပြိုလဲသွားတာလဲဘာဘီလုံမြို့ကြီးပြိုလဲသွားတာဖြစ်ပါတယ်ဒီကနေ့မိတ်ဆွေနဲ့ကျွန်ုပ်လူငယ်တွေကိုလည်းပဲစာရမာနနေတိုင်းလုပ်နေသောအရာကဘာအတွက်လဲပြိုလဲဖို့အတွက်ဖြစ်ပါတယ်ဒါပေမဲ့ကျွန်ုပ်တို့ကတော့မပြိုလဲဘူးဘယ်သူပဲပြိုလဲမလဲဘာဘီလုံကြီးပြိုလဲရမှာဖြစ်ပါတယ်ဟာလေလုယာဟာလေလုယာဘာဘီလုံမြို့ကြီးပြိုလဲပါလိမ့်မယ်အာကြီးအဲ့အတန်လောင်းနေရတော့ဘာဘီလုံမြို့ကြီးစားပြိုလဲပြီပြိုမှာနင့်အပေါ်မှာပြိုမှာတားအပေါ်မှာပြိုမှာတင်းမိသားစုအပေါ်မှာပြိုမှာအဲ့ဒါမျိုးอ่ะပြန်ပြောကြည့်အောင်ဘာဘီလုံမြို့ကြီးအဲ့လိုဖြစ်ရမှာဘာဘီလုံမြို့ကြီးပဲပြိုလဲရမယ်ကျွန်ုပ်တို့ဟာဘယ်တော့မှမပြိုလဲသောခရိယန်စစ်ယုံကြည်သူစစ်ယူဒလူစစ်ဖြစ်ရမှာဖြစ်ပါတယ်ဟာလေလုယာဟာလေလုယာဒီကနေ့မှာဘာဘီလုံမြို့ကြီးပါဖြစ်လေဘာလို့ဒုတိယခေါက်ကျတော့နည်းနည်းလေးပဲပြိုသွားတာလေနှစ်ခါစလုံးအော်တာကောင်းကင်မှာဘာဘီလုံမြို့ကြီးဘာဘီလုံမြို့ကြီးပြိုလဲပြီအဲ့လိုဖြစ်နေရမှာဖြစ်ပါတယ်ဒီမှာရှိသောလူငယ်တို့ဒံယေလနဲ့သူ့ရဲ့သူငယ်ချင်းတွေကဘယ်ကိုရောက်သွားလဲဘာဘီလုံဆိုတဲ့တိုင်းနိုင်ငံကြီးကိုရောက်သွားတာအဲ့ဒီအချိန်တုန်းကဘာဘီလုံဆိုတာဒီကနေ့အမေရိကထက်အစပေါင်းများစွာပို့ပြီးတော့မှကြီးမားခဲ့တာဖြစ်ပါတယ်အခုအမေရိကကိုကြည့်အောင်တရုတ်ကကြောက်လားကြောက်တလို့လို့မကြောက်တလို့လို့မမဆောင်းကမှန်တယ်ကြောက်တလို့လို့မကြောက်တလို့လို့နေပေါင်းဗျာတရုတ်ကြီးအကြီးပဲထိုင်ဝမ်ကဘွားတော်ကကြောက်လားမိတ်ကလိန်းတာတော့ဂယုကိုမဆိုင်တာဟုတ်လားမဟုတ်ဘူးလားအဲ့ဒီအမေရိကထက်အဲ့ဘာဘလုံကြီးဟာအင်မတန်မှကြောက်ဖို့ကောင်းတဲ့နိုင်ငံဖြစ်တယ်သူတို့မှာဒီမိုကရေစီလည်းမရှိဘူးစီမိုကရေစီလည်းမရှိဘူးအီမိုကရေစီလည်းမရှိဘူးF မိုကရေစီလည်းမရှိဘူးမာစီနေငေါ့ကြည့်တဲ့ပုံသဘောမကျဘူးဆိုရင်ဘာဖြစ်မလဲမနေ့ပြန်မာစီကအသားကင်ဖြစ်သွားမှာပေါ်တင်မဲ့သူတို့ကဂယုကိုမဆိုင်တာတေစေတတ်စေအမိတ်ရရှိတဲ့သူတွေဖြစ်ပါတယ်မြို့တစ်မြို့ကိုသိမ့်ပိုက်လိုက်ဘယ်လိုသိမ့်ပိုက်လဲသိလားလူမပြောနဲ့ခလေးမပြောနဲ့ဝက်နဲ့ချက်နဲ့နွားတော်မှာရှင်ခွင့်မပေးတဲ့
သူတွေဖြစ်ပါတယ်အဲ့ဒီဘာဗလုန်မြို့ကြီးကဘသူတွေကိုခေါ်ထားလဲယူဒလူမျိုးတွေအများကြီးကိုခေါ်ထားတာဖြစ်ပါတယ်ဒါပေမဲ့ကျမ်းစာမှာအဲ့ယူဒလူမျိုးအများကြီးကပေါ်လွင်သလားပေါ်လွင်လားမပေါ်လွင်ဘူးအဲ့ယူဒအတုတွေကျမ်းစာကဖော်ကုန်မဖော်ပြတာဘယ်သူတွေကိုပဲဖော်ပြလဲယူဒလူစစ်တွေကိုဖော်ပြတာဖြစ်ပါတယ်ဒံယေလရှေရစ်မီရှက်အဘန်ဒီဂိုတို့ကလေဘာဗလုန်ကိုဝင်လာတဲ့အခါမှာအဲ့ဘာဗလုန်ကအစစ်အရမြင့်နေနော်အစားအသောက်ဆိုရင်ဘာလုပ်လဲရှေ healthy hygiene လို့ခေါ်တယ်ဘယ်လိုရုပ်လှမလဲဘယ်လိုအသွေးအသားလေးကကောင်းမလဲကျွန်တော်အဖေနဲ့အမေတွေသာကျွန်တော်အဲ့လိုကြွေးခဲ့ရင်ဒီရုပ်ထွက်မှမထင်ဘူးဒါပေမဲ့ကျွန်တော်ကကျေးဇူးတော်ချီးမွမ်းတယ်ဒီရုပ်ထက်နည်းနည်းကောင်းသွားရင်တော်တော်ဒုက္ခရောက်မှာစိတ်နာမဲ့သူတွေအများကြီးပဲဒီလောက်နဲ့တော့တော်တော်ထိန်းထားရတာကျွန်တော်မှာမင်းကလေးတွေငါ့ကိုရီးတယ်နော်နင်တို့ငါမစိန်ကြပြလိုက်မလားခလေး၄ယောက်ဖြစ်လဲဂယုမဆိုင်ဘူးဆိုတာကြီးပဲဟာမလက်ခုပ်တီးတဲ့ပုံရောရီးတဲ့ပုံရောခနဲ့တလို့လို့မယုံတလို့လို့မတတ်နိုင်ဘူးယောက်ျားလေးတွေယုံတယ်မလားဒါပဲအဲ့ဒါငါအဖွဲပဲစဉ်းစားကြည့်လိုက်အဲ့ဒီဘာဗီလုန်မှာဆိုရင် healthy hygiene လို့ခေါ်တာဆရာကြော်လေးစဉ်းစားကြည့်လိုက်နော်လွန်ခဲ့သောနှစ်ပေါင်း6000အဲ့ဂရဲကသူတို့ကဘယ်လိုစားရမလဲဘယ်လိုတောက်ရမလဲ facial ဘယ်လို care လုပ်ရမလဲဒါတွေအကုန်တင်ထားတာကျွန်တော်တို့တွေကအခုမှတင်တော့နှစ်ပေါင်း6000အဲ့တုန်းကသူတို့ကဘယ်လိုခန္ဓာကိုယ်ကြီးထွားမလဲအခုမှကျွန်တော်တို့ကဘာဖြစ်လဲ gym တွားခါစားတော့ပျော်သလားမမေးနဲ့4 ရက်လောက်ရောက်တော့ပြန်ထွက်ပြေးတဲ့လူတွေအများကြီးပဲဆရာတို့အတင်းတော်မှာတော့အများကြီးပဲတချို့လူတွေဆိုရင်ရက်မပြည့်တဲ့အတွက်ဖေနှလုံးကြီးရမယ်ဟာတစ်လုံးပဲကြီးပြီးပြန်လာတာတွေရှိတယ်လမ်းလျှောက်တော့တစ်လုံးပဲကြီးပြီးပြန်လာတဲ့လူတွေရှိတယ်ခြံထဲမှာဆရာသိတယ်မပြောချင်လို့နာမည်ပြောလိုက်ရမလားပြောတော့နော်အဲ့ဒီယူဒလူငယ်တွေကိုဝင်လာတဲ့ခါမှာအစားအသောက်နဲ့သူတို့ကိုညှဉ်းညွန်းဖို့အတွက်သူတို့ကပြင်ဆင်ထားတာဖြစ်ပါတယ်ဘာဗီလုန်ကဘာလုပ်မှာလဲစေကြောမှာပြောပါဦးဘာဗီလုန်ကဘာလုပ်မှာလဲစေကြောမှာဘယ်သူတွေကိုစေကြောမှာလဲယူဒလူစစ်လူငယ်တွေကိုဘာဗီလုန်ရဲ့ influence ရိုက်ထဲမှာဖြစ်ပါတယ်အဲ့အတွက်သူတို့ကိုအစားအသောက်တွေကိုစငင်ငွန်းခိုင်းတယ်ဒံယေလနဲ့သူ့ငယ်ချင်းတွေကဘာပြောလဲသိလား no ကျွန်တော်တို့မစားဘူး slide လေးတစ်ခုသွားရအောင်next slide never kneel down ငါတို့ဒူးမထောက်ဘူးပြောကြရအောင်ငါတို့ဒူးမထောက်ဘူးလူငယ်တို့ဒီကနေ့ညလူငယ်တို့ကိုကျွန်တော်ခေါ်နေတာကဒူးမထောက်တဲ့အသက်တာကိုခေါ်နေတာဖြစ်ပါတယ်စစ်ဆိုတဲ့ယုံကြည်သူစစ်ရဲ့အလှပတွေကိုခေါ်နေတာဖြစ်ပါတယ်ဒံယေလနဲ့သူ့ငယ်ချင်းတွေကဒီအစားအစာဟာညင်ညွန်းသောအစားအစာဖြစ်တဲ့အတွက်ငါတို့ဒူးမထောက်ဘူးသူတို့ဘာပြောလဲသိလားငါတို့ကိုဘယ်နှရက်ဆန်းလို့ပြောလဲကြဲကြဲလေးပြောဘယ်နှရက်လဲ10 ရက်မှတ်ထားကျမ်းစာမှာ10 ရက်ဆိုတာစုံစမ်းခြင်းတွေကြီးပဲအစုံအစမ်းနံပါတ်အားလုံးက10တွေကြီးပဲဖြစ်တာဖြစ်ပါတယ်အေဂုတ်တုတ်ပြီးမှာဘယ်နှမျိုးလဲ10မျိုးဒါကြောင့်မလို့10ဘို့တဘို့ဟာငါဥစ္စာဖြစ်တယ်မယုံရင်ငါကိုစမ်း10တွေအားလုံးကိုကြည့်လိုက်ရင်စုံစမ်းခြင်းနံပါတ်တွေကြီးပဲဖြစ်ပါတယ်ဒါယေလလို့ကဘယ်နှရက်လဲ10 ရက်ဒံယေလပြောတာရှင်းရှင်းလေး10 ရက်ငါတို့ကိုအတိအရွက်ပဲပေးပွဲတော်အုပ်ဘွားတော်လားဘိုးတော်လားတော့မသိဘူးမပေါ်တဲ့အတွက်သူကဘာပြောလဲမရဘူးဒါဟာဘုရင်ရဲ့ order ဖြစ်တယ်ငါမလုပ်ရင်ဘသူရဲ့အမိန့်ကိုချိုးဖောက်တာလဲဘုရင်ရဲ့အမိန့်ကိုချိုးဖောက်တာလာခဲ့ဘွားတော်ဘာဖြစ်မလဲဒီပြီးသွားပြီခေါင်းတစ်ချမ်းကိုယ်တစ်ချမ်းဒါပေမဲ့ဒံယေလတို့တွေကဘလောက်မိုက်တယ်လဲသိလားအဲ့ဘွားတော်ကသူတို့ကိုခွင့်ပြုတယ်သူတို့ကကြည်ရတာလေဆက်ဆံရေးအင်မတန်မှကောင်းပုံရတယ်
ပြောတတ်ဆိုတတ်ပုံရတယ်ချစ်ဖို့ကောင်းတယ်ဘွားတော်ရခွင့်ပြုလိုက်တော့10ရက်စဉ်းစားကြည့်လိုက်ဒံယေလနဲ့သူ့သူငယ်ချင်းဆိုမင်းတို့လှုပ်ရဲမလား10ရက်ရောက်လို့ရုပ်ကပူဆိုးလာတယ်ဆိုရင်ချင်းနေကောင်းလားကောင်းဘူးဒါကြောင့်မလို့ပြောတာမိတ်ဆွေတို့သူတို့ရဲ့အသွေးအသားထဲမှာရှိတာကငါတို့က83ပန်းဘဝပဲရောက်တုံညဘဝပဲရောက်ငါဖျားဆိုးဆန်တယ်ဆိုတာသူတို့သွေးထဲမှာအများကြီးရှိတာဖြစ်ပါတယ်ဟာလေလုယာလက်ခုပ်တီးပြီးမှချီးမွမ်းရအောင်လက်ခုပ်တီးရတဲ့လူတွေတီးနေတဲ့ချိန်မှာကျွန်တော်ချီးမွမ်းရအောင်ဒံယေလတို့သွေးထဲမှာစီးစင်းတာကငါဖျားဆိုးဆန်တယ်ကြောက်ကိုမကြောက်တာအဲ့တော့ဘာဖြစ်လဲသိလားဒီဒံယေလနဲ့သူ့သူငယ်ချင်းတွေရဲ့စိုးစံသောအရာကိုနားလည်ခြင်းကိုလူငယ်တို့နံပါတ်1ယူထားစမ်းပါတဲ့ရဲ့ဘဝမှာဘာပဲကြုံနေငါဖျားစိုးစံတယ်လို့ပြောရင်ယုံကြည်ခြင်းမှာတင်ဟာဂုံတူးထွက်ပြီပဲဖြစ်ပါတယ်အာမင်ဆရာရဲ့ဘဝမှာလေစိုးရိမ်စရာတွေအများကြီးပဲဒါပေမဲ့ဆရာရဲ့စိုးရိမ်ခြင်းတွေထက်ငါဖျားစိုးစံတယ်ဆိုတာဆရာရဲ့အမြဲတမ်းကင်ထားသောအရာပဲဖြစ်ပါတယ်ဟာလေလုယာဒါဝိဒ်နဲ့ရှောလုနဲ့တည်တယ်နော်ရှောလုကဘာဖြစ်လဲဒါဝိဒ်ရဲ့အနာကိုရောက်လာပြီဒါဝိဒ်လှုပ်လိုက်လို့မရဘူးလားရလားမရဘူးလားရတယ်သူငယ်ချင်းကဘာပြောလဲကျမ်းစာနဲ့ကိုပြောတာကြည်ဒါဝိဒ်တင်းရဲ့ရန်သူဟာတင်းရဲ့အရှိကိုရောက်လာတော့အဲ့ကျန်းစာလေးတွေနဲ့သူ့ခွန်အားပေးနေတာဆွဲစီးလိုက်တော့ချင်းနေကောင်းတယ်ဘော်ဒါကြီးပြောနေကြတာဒါဝိဒ်ကလေအဲ့မှာကျွန်တော်ရှင်းပြမယ်နော်ဒါဝိဒ်ဒီနာမည်ကြီးလားမကြီးဘူးလားဒေါ်လာရေးခေါင်းဆောင်နာမည်ရမ်းကြီးတာမိန်းကလေးတွေကအသေးကြိုက်ယောက်ျားလေးတွေကအသေးခိုက်တကယ်အဲ့ဘဝသူကအဲ့ရဲ့ချိန်မှာသူကဘာဖြစ်လဲသိလားအဲ့ကောင်ယူရှင်းထက်လိုက်ရင်ဘာဖြစ်သွားမလဲအသေးဝါမှာကောင်းလိုက်တာဟုတ်တယ်ရှင်းနေတာပဲเนาะညီမလေးပြောမှတပ်ပြစ်လိုက်ရင်ဘာဖြစ်သွားမလဲသူကနိုင်ငံမှာမီဒီယာတိုင်းမှာ Facebook တိုင်းမှာ IG တိုင်းမှာ TikTok တိုင်းမှာဒါဝိဒ်အကြောင်းတွေကြီးပဲအဲ့ရှိတယ်မဟုတ်လေနားလေအောင်ပြောပြတာလေဩအဲ့ခင်မှာရှိပါမလားဟာတော်ဝေးတယ်ကွာလူငယ်တွေစဉ်းစားကြည့်လိုက်အဲ့အချိန်မျိုးမှာဒါဝိဒ်မင်းကြီးကသာအဲ့ကောင်ကြီးကိုရှင်းထလိုက်ရင်ဘာဖြစ်သွားမလဲတနိုင်ငံလုံးကခုံပြီးတော့မှဝမ်းမြောက်စွာကြိုဆိုရတော့အချိန်ဖြစ်မှာဖြစ်ပါလေဒါဝိဒ်ကဘာပြောတယ်လဲသိလားငါမထီဘူးငါမလုပ်ဘူးဘာဖြစ်လို့လဲသိလားဒါဝိဒ်ကိုတတ်မှငါဘယင်ဖြစ်မှာမဟုတ်ဘူးထာဝရဘုရားငါကိုဘယင်ပေးမှငါဘယင်ဖြစ်မှာအာမင်လူငယ်တွေမျိုးတတိမရှိဘူးလားအာမင်ပြောကြဲကြဲထူးကြောက်တလို့လို့မပေးနဲ့ तू ကဘာပြောလဲတလားငါဘုရားစိုးစံတယ်ပြောပါဦးငါဘုရားစိုးစံတယ်ဒီရှောလူငါတတ်မှဘယင်ဖြစ်မှာမဟုတ်ဘူးဘုရားပေးမှငါဘယင်ဖြစ်မှာဖယားသဘောတူမှငါဘယင်ဖြစ်မှာအဲ့ဒီလိုမြင်နိုင်သောအသက်တာဟာယူဒလူစစ်စစ်တို့ရဲ့အသက်တာဖြစ်ပါတယ်ဒီကနေ့အဲ့ဒီလူငယ်တွေကဘာပြောလဲသိလားကျွန်တော်တို့ကိုမပေးနဲ့ရတယ်ကျွန်တော်တို့10ရက်ဆောင်ကြည့်10ရက်ရောက်လာတဲ့အခါကြတော့ဟာအဲ့ကောင်လေးဝင်းနေတာမျက်နှာအသားလေးတွေမှာဆိုသွေးကြောလေးတွေတောင်ပေါ်တယ်ဒီလိုကြာကြာလေးဖိလိုက်တာနဲ့အနီရောင်အကွက်လေးတွေတောင်ဖြစ်တယ်လို့တော့ကျန်းစာမှာတော့မပါဘူးဖတ်ရတာစိတ်ကူးထက်ရင်ကြည့်လိုက်တာလုံးဝလန်းဆန်းနေတာဒါပေမဲ့လူငယ်တို့အဲ့မှာတွေမရက်သွားဘူးအဲ့ထက်ခက်တဲ့အရာရောက်လာပါတယ်သူတို့ကလေဘာဖြစ်လို့သူတို့က kneeling down မဖြစ်တယ်လဲဆိုရင်တခုလေးတော့ပြောပြမယ်သူတို့ကဖျားစိုးစံတယ်ဆိုတာယုံကြည်တဲ့အပြီးမှာယူဒလူငယ်လေးများလားမများဘူးလားများပေမဲ့ယူဒလူစစ်စစ်မဟုတ်တော့သူတွေကိုသူတို့အပေါင်းအသင်းလုပ်လားမလုပ်ဘူးဘယ်သူတွေကိုလုပ်လဲယူဒလူစစ်စစ်သူငယ်ချင်း3ယောက်4ယောက်သူတို့အပေါင်းအသင်းလုပ်ကြတာဖြစ်ပါတယ်ဒီကနေ့ Kingdom Youth သင်ဟာနိုင်ငံတော်ရဲ့လူငယ်ဖြစ်တယ်
ဒီလူငယ် conference ကြီးတွေလုပ်တဲ့အခါမှာကျွန်တော်တို့လိုချင်တာကတင်းစိတ်တကြတဲ့အခါမှာတင်းကိုဖေးမှကူညီမဲ့လူတင်းအပြစ်ထဲကိုလဲချင်တဲ့အခါမှာတော့မှကူညီပေးမဲ့သူငယ်ချင်းတွေကိုရှာတွေ့စေချင်တာဖြစ်ပါတယ်အာမင်ဟဲ့အောင်လှုပ်လိုက်လို့ပြောတဲ့ကောင်းနေမဟုတ်ပဲနဲ့စဉ်းစားအောင်တော့သူငယ်ချင်းလို့ပြောနိုင်မဲ့သူတွေကိုကျွန်တော်တို့ကလိုချင်တာဖြစ်ပါတယ်နောက်ဆုံးပြောမယ်ဗျာဒီမှာရီးစားပါရပြီးတော့မှယုံကြည်သူအချင်းချင်းညားကြပါစေဆိုတဲ့အထိလှုပ်ထားတာဖြစ်ပါတယ်အမေ Kingdom Youth ကအရေးကြီးလားမကြီးဘူးလားဘူးအရန်အရေးကြီးတဲ့အရာဖြစ်ပါတယ်လူငယ်တို့ဒီကနေ့အဲ့ဒီ Daniel တို့ကဒုတိယစာမင်းပွဲပါဖြေရလဲဆိုရင် next slide ကိုတွားကြည့်ပါဒံယေလအခန်းကြီး1ပိုင်းငယ်3မှာဗာပြောတယ်လေထိုအခါရှင်အဲ့ဒါမဟုတ်ဘူးနောက်တစ်ခု Okay ထားလိုက်မသွားနိုင်ဘူးသူတို့ကဗာပြောတယ်လဲဆိုတော့ဒံယေလတို့ကိုစုမတောင်းရဆိုတဲ့အမိန့်ထုတ်ထားတာဖြစ်ပါတယ်အဲ့ဒီစုမတောင်းရဆိုတဲ့အမိန့်ကနှစ်ချက်လာတယ်ဘရင်အမိန့်လာတယ်ပြီးတော့တစိမ့်တော်ရိုက်ထည့်လိုက်တယ်တစိမ့်တော်ရိုက်တယ်ဆိုတာဘာလဲပြန်ဖြတ်လို့မရတော့ဘူးဒံယေလကဘာလုပ်လဲသိလားဘရင်ရှေ့မှာတော့ငါဒူးမထောက်ဘူးကျမ်းစာကဒီလိုပြောတယ်တေချာနားထောင်ဒံယေလသည်ထိုသတင်းကိုကြားတော့အခါအယမ်းမိုက်တယ်နော်ဒံယေလသတင်းမကြားဘဲနဲ့အတင်းလောက်တာလားမဟုတ်ဘူးဘရှင်အမိန့်ထုတ်ပြီးပြီတစိမ့်လည်းထုပြီးပြီဆိုတာကြားတော့အခါဂျေရုဆလမ်အရက်ကိုမျက်နှာမူလျက်ဘာလို့လဲဒူးထောက်လျက်စုတောင်းလေ၏ယူဒလူစစ်စစ်ရဲ့အသက်တာကဒါပဲဖြစ်ပါတယ်လူငယ်တို့စုမတောင်းနဲ့လို့ပြောလိုက်ယေ independent ရပြီအဲ့ဒါလားယူဒလူစစ်စစ်ဒီတစ်ခေါက်ဆရာတောင်ကြီးမှာတရားသွားဟောတော့အမျိုးသမီးတယောက်ကလာတွေ့တယ်ဆရာတဲ့ငိုနေတာစီးဆိုင်ပိုင်ရှင်တော့နည်းနည်းနော်မဟုတ်ဘူးဆရာတဲ့ကျမကိုအဖေရောအမေရောအမြဲတမ်းထိုးတာဘာဖြစ်လို့လဲယုံကြည်ခြင်းကိုလက်ခံတဲ့အတွက်မယုံကြည်သူကနေယုံကြည်သူဖြစ်လာတဲ့အတွက်ဒါပေမဲ့ဆရာကျမကဘယ်တော့မှနောက်မဆုတ်ဘူးအခုတောင်ကြီးထိလဲကျမလာတယ်လူငယ်တို့ယူဒလူစစ်စစ်ကိုဖယားကအမြဲတမ်းရှာဖွေနေတာဖြစ်ပါတယ်ကျွန်တော်တို့တချင်းဆိုတယ်မြန်မာပြည်တွင်ခရစ်တော်ဖြစ်ရမည်ဒင်းဟဲ့တေချာဆူစမ်းပါမြန်မာပြည်သားတိုင်းခရစ်တော်သိရမည်လုံးဝသိမှာလည်းမဟုတ်ဘူးလုံးဝဖြစ်မှာလည်းမဟုတ်ဘူးဘာဖြစ်လို့လဲပွဲစားယုံကြည်သူများရင်ဘယ်တော့မှဖြစ်မှာမဟုတ်ဘူးယူဒလူစစ်စစ်ကတာတိုင်းပြည်ကိုပြောင်းလဲစေနိုင်တာဖြစ်ပါတယ်ဟာလေလုယာဟာလေလုယာဘာဘီလုံကြီးကဘာပြောလဲသိလားနေဗုခဒ်နေဇာမင်းကြီးကဟေးဒီနေ့ကစပြီးတော့မှကျန်တဲ့ဖယားမကိုးကွယ်နဲ့ဒံယေလရဲ့ဖယားပဲငါတို့ကိုးကွယ်ရမယ်အာမင်ယူဒလူစစ်စစ်ကတာတိုင်းပြည်ကိုပြောင်းလဲနိုင်တာဖြစ်တယ်ဖယားเจ้าမှာပဲလာပြီးတော့မှဖယားနဲ့တိုးထိလိုက်ဖယားเจ้าအောက်ဆင်းတာနဲ့ connection နည်းနည်းလေးကျသွားလိုက်46လမ်းဆောင်ရောက်ရင်3တုံးလောက်ကျသွားလိုက်လှော်ကားဥယျာဉ်ရောက်ရင် connection မပြောနဲ့ဖုန်းပါပျောက်အဲ့ဒီလူငယ်မျိုးနဲ့တော့ဒီနိုင်ငံကြီးပြောင်းလဲမှာမဟုတ်ဘူးဒီနိုင်ငံကြီးကိုပြောင်းလဲစေနိုင်တော့အရာကယူဒလူစစ်စစ်ရဲ့ယုံကြည်ချက်ပဲဖြစ်ပါတယ်လူငယ်တို့နောက်ထပ် slide လေးတစ်ခုကိုကျွန်တော်ပြချင်တယ်အစားအသောက်နဲ့သူတို့ငင်ငွန်းပြီးတဲ့အခါမှာဘာနဲ့ပြန်ငင်ငွန်းလဲသိလားသူတို့ကိုစကားပြောပါအောင်ဘာနဲ့လဲစကားသူတို့ကိုဟဲလက်တေးဘာသာတင်ခိုင်းတာဟေဘရူးပြောရမယ်ဆိုတော့မင်းဂျူးစကားမပြောနဲ့တော့ဂျူးစကားဆိုတာယူမေ့ပြလိုက်ဘာပဲပြောရမလဲဟေဘရဲစကားပဲပြောရမယ်ပြောကြည့်ပေါင်းဘေးနာလူကိုစာရငယ်ရောလို့โอเคနောက်တစ်လုံးပြောပြမယ်ဝအိုင်းနီနေတိုင်းကိုပြောကြည့်နော်ဝအိုင်းနီ
你爱我我爱你你爱我ခမရကြောင်တောင်ဖြစ်သွားမယ်ဟုတ်လားမဟုတ်ဘူးလားကိုဘာသာစကားကိုသူတို့ကမေ့ခိုင်းတာဒါဒုတိယအဆင့်တရားအဆင့်ကဘလောက်ခက်တယ်လဲဆိုရင်သိလားသူတို့ရဲ့နာမည်တွေကိုပြောင်းလဲပစ်လိုက်တာ Daniel ဆိုတာက The Lord is my judge ထာဝရဘုရားဟာငါအပေါ်မှာစိုးစံတယ်ဆိုတဲ့နာမည်ဖြစ်တယ်ဒါပေမဲ့အဲ့ဒီ Daniel ကိုဘယ်လိုပြောင်းလဲသိလား Belteshazzar ထာဝရဘုရားယာဝေးဘုရားမဟုတ်တော့ဘဲနဲ့ Baal ဘုရားဟာငါအပေါ်မှာစိုးစံတယ်လို့ဖြစ်လာတာဖြစ်ပါတယ်ဘေးနာလူလေမိန်းကလေးတွေပြောကြည့်အောင်မမြလို့ဘေးဟိုယောက်ျားလေးတွေအားလုံးကဘေးနာလူပြောလိုက်ပါအောင်ဟိုဘယ်လိုခေါ်မလဲရှာရာခန်လို့ပြောလိုက်ပါအောင်ဘေးနာလူပြောမမြသုံးမယောက်ျားလေးတွေဦးမြလို့ခေါ်ဒီမှာလူငယ်တို့အဲ့ဒီဘာဘီလုံမှာရှိသောဒံယေလနဲ့ယူဒလူငယ်များဟာသူတို့ရဲ့နာမည်တော်မှာခေါ်ခွင့်ရှိလားမရှိဘူးစေးကြောပစ်လိုက်တာဖြစ်တယ်တနေ့လာလဲဆရာတီတီမဟုတ်တော့ဘူးဦးမြနေကောလားဟုတ်ကျွန်တော်နေကျွန်တော်ဦးမြတော့မရဘူးဦးမြဟုတ်ဦးမြနေပေါင်းများကြီးအသက်ရှင်ရတာဒံယေလဆိုတဲ့နာမည်ပျောက်ကွယ်လားမပျောက်ကွယ်ဘူးလားပျောက်ကွယ်သွားပါတယ်ဒံယေလဆိုတဲ့နာမည်ရှိသေးလားမရှိတော့ဘူးအဲ့ကျမ်းစာကိုဆက်ဖတ်လိုက်ရင်အဲ့ဒီဘာဘီလုံလူတွေကပြောရင် Belteshazzar Shadrach Meshach Abednego ဒါနဲ့ပဲသူတို့ပြောတာဖြစ်ပါတယ်ဒီကနေ့ကဘာကြီးရောကျွန်တော်တို့ကိုနာမည်တွေမစေးကြောဘူးလားစေးကြောပါတယ်မင်္ဂလေးတွေကရီးစားရရင်ဘယ်လိုခေါ်လဲဘေးမဟုတ်ဘူးလားဟမ်မင်္ဂလေးတွေလို့ရက်တနော်နင်တို့သိကြိုက်တဲ့ယောက်ျားလေးကိုဘေးယောက်ျားလေးတွေကလည်းအရန်ကုန်ယူတာသူ့ဘေးခေါ်တာနဲ့ပိုဆိုးတာကမင်္ဂလေးတွေယောက်ျားလေးတွေကဘယ်လိုခေါ်လဲစော်နင်တို့ကအစော်ခံကျင်တာလားစော်လို့ပြောလိုက်တာနဲ့ဘာဖြစ်လဲဟုတ်တယ်စဉ်းစားကြည့်နော်ကဘာကြီးရောငါတို့မစေးကြောဘူးလားတောက်လျှောက်စေးကြောနေတော့တနေ့တော့ကျွန်တော်ရဲ့သားဂျေရမီကကျွန်တော်ဘာပြောလဲသိလားဘူတော်တဲ့ပြောပြလိုက်မယ်အဲ့ကောင်နဲ့ငါနဲ့အခုချိန်မှာရီးစားပြိုင်ဖိုက်လို့ရတယ်ဂယုမဆိုင်တာဒါပေမဲ့ तू ဘာပြောလဲသိလားဒီရုပ်ဒီရည်ဗျာကြည့်အောင်အဲ့ဒါကိုဘိုးတော်တဲ့ကြည့်အောင်အဖေတော်မှဘိုးတော်ခေါ်တဲ့ကဘာကိုလာလုံးလွယ်ထားပြီးတော့မှကိုအသက်နဲ့ရင်းပြီးမွေးထားတဲ့အမေကိုဘယ်လိုခေါ်လဲဘွားတော်မင်းတို့မလို့ခေါ်ရက်တယ်အခုလူတွေကလေဘာဖြစ်လဲသိလားတရိษံနာမယ်တက်ရင်ပူကြိုက်တဲ့အရာဖြစ်လာပြီဟဲ့အောင်ကြာကြီးကြာကြီးဆိုရင်လမ်းလျှောက်တာကဒါမျိုးနဲ့လျှောက်လာတာကြောင်တောင်ခေဘာခေလဲကြောင်တောင်ခေကျွန်တော်မှမိတ်ဆွေတယောက်ရှိတယ်မြောက်တကုံမှာကျွန်တော်ဘောလုံးအတူကစားတာသူ့နာမည်ကကျွဲကြီးသူ့နာမည်အောင်ကိုလာအောင်ကြော်သေးလားဘာလဲမမှတ်မိတော့ဘူးဒါပေမဲ့သူ့နာမည်နဲ့ခေါ်ရင်မထွက်လာဘူးဟဲ့အောင်ကျွဲကြီးလို့ခေါ်လိုက်တာနဲ့တကုံယုံတာကျွန်တော်တို့ကလူစင်စစ်ကနေနွားဖြစ်ချင်တဲ့ဘဝကျွဲဖြစ်ချင်တဲ့ဘဝကြားဖြစ်ချင်တဲ့ဘဝချင်းတောင်မှာဆိုရင်ဂိုးသမားကောင်းတာနဲ့အဲ့ကောင်ကြောင်ပဲဆိုရင်မလေခုံသလားမမင်းနဲ့အဲ့ကောင်လူလို့ပြောမခုံချင်ဘူးကြောင်ဆိုရင်အသေးခုံတာစဉ်းစားကြည့်နော်လူငယ်တို့ကျွန်တော်ပြောနေတာဘဲကြီးလို့မခေါ်နဲ့ဘိုးတော်လို့မခေါ်နဲ့လို့ပြောတာမဟုတ်ဘူးအဲ့လောက်ကတော့တေးမမွာဒါပေမဲ့ကျွန်တော်ပြောချင်တာကဒီလောကကတင့်ရဲ့ယုံကြည်ချက်ကိုတော့မအုပ်စေဘူးစေချင်တာဖြစ်ပါတယ်အာမင်တင့်ကိုတော့မထိန်ချုပ်စေချင်တာဖြစ်ပါတယ်ဒီလောကကျွန်တော်တို့ကိုစေးကြောဖို့အတွက်နေ့တိုင်းကိုပြင်ဆင်နေလျက်ဖြစ်ပါတယ်ဟိုမှာလောကကြီးကိုကြည့်လိုက်တစ်ခုလေး
အဲ့မှာစတာပဲပြဿနာစူပါမန်အချောက်စူပါမန်ဂေးမရှိနဲ့အဲ့ဒါတကယ်အဲ့ဒီ movie တွေလုပ်နေတဲ့ကဘာကြီးဒီ company ကြီးတွေရလေပတ်စံတန်းပေါင်းများစွာကိုအကုန်ကြခံပြီးတော့မှတင်နဲ့ကျွန်ုပ်ကိုစေးကြောဖို့လုပ်နေတာဖြစ်ပါတယ်စူပါမန်ကိုကြိုက်လားမကြိုက်ဘူးလားကြိုက်ပါတယ်တော်များများကြိုက်ပါတယ်ဘာလို့ကြိုက်လဲလူတွေကိုကယ်လို့လူတွေကိုကူညီလို့လူတွေကိုအမြဲတမ်းစေတနာထားလို့စူပါမန်ကိုကျွန်တော်တို့ကြိုက်တာဒါပေမဲ့သိလားလူငယ်တို့ကဘာကြီးရလေစူပါမန်အစ်စ်ကအချောက်ဖြစ်မယ်လို့ကြေညာထားပြီးသားဂေးဖြစ်မယ်လို့ကြေညာထားပြီးသားအခုအဲ့အတွက်လည်းသူတို့ကတန်ပေါင်းများစွာကိုအကုန်ကြက်ခံမှာဖြစ်ပါတယ်အဲ့ဒီအောက်မှာရှိနေတဲ့ကလေးလေးတွေလေကျွန်တော်သမီးလေးတွေလေကျွန်တော်သားလေးတွေကိုဘာပြမလဲသိလားသူတို့တိတ်ကြိုက်တဲ့စူပါမန်ကြီးကဂေးဖြစ်နေတဲ့ခါကျတော့သူတို့ကဘယ်လိုခံစားမလဲသိလားဂေးဖြစ်ခြင်းဟာကိစ္စမရှိဘူးငါတိတ်ကြိုက်တဲ့စူပါမန်တောင်ဂေးငါလည်းဂေးရမယ်ဖြစ်လာမှာဒီကနေ့လိန်တူဆက်ဆံခြင်းမိန်းကလေးနဲ့မိန်းကလေးကြိုက်ခြင်းတွေယောက်ျားလေးနဲ့ယောက်ျားလေးကြိုက်ခြင်းတွေကိုကဘာကြီးကလက်ခံနေတဲ့အချိန်ဖြစ်ပါတယ်ဖျားเจ้าတွေမှာလက်ထပ်ပေးနေတဲ့အချိန်ဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒါကိုကျန်းစာမကြိုက်ဘူးကျန်းစာကဘာပြောလဲငါဒီယောက်ျားနဲ့မိန်းမကိုပဲဖန်ဆင်းတယ်လိန်တူဆက်ဆံခြင်းဟာအပြည့်အဆိုးဝါးဆုံးသောအပြည့်ဒီကနေ့ကြံကြည့်လိုက်အဲ့လိုပြောတဲ့ကျွန်တော်တို့တွေကခေအောက်တဲ့ပါစတာတွေဖြစ်လာမှာဂေးကိုစန့်ကျင်တဲ့လူတွေဟာသူငယ်ချင်းတွေကြားထဲမှာတော့နေခွင့်ရတော့မှာမဟုတ်ဘူးမင်္ဂလေးနဲ့မင်္ဂလေးကြိုက်နေတာကိုသဘောတူနေတာကိုမကောင်းဘူးနော်လို့ပြောတဲ့လူတွေကိုလူတွေပေါင်းတော့မှာမဟုတ်ဘူးလူငယ်တို့ဘယ်သူကဘာပဲပြောကျွန်ုပ်တို့ဟာ the right အခွင့်အရေးမှန်ကန်မှုမှာယက်တည်တာမဟုတ်ဘူးကျွန်တော်တို့ဟာ the truth တမန်တရားပေါ်မှာယက်တည်တဲ့သူတွေပဲဖြစ်ပါတယ် hallelujah hallelujah ဘာကဘာရဲ့ဘလို့ပဲဒုက္ခတွေပေးမရဘူးငါဟာကျမ်းစာကအမဲဆိုရင်အမဲအဖြူဆိုရင်အဖြူနဲ့ပဲငါယက်တည်ရမှာဖြစ်ပါတယ်အဲ့လိုပြောတဲ့အခါမှာဂေးဖြစ်နေတဲ့လူတွေအခုဒီလူငယ်တွေထဲမှာလဲအမျိုးသမီးချင်းအမျိုးသားချင်းကြိုက်တဲ့လူတွေရှိခဲ့ရင်ပြောလို့မရဘူးလေဟုတ်လားမဟုတ်ဘူးလားရှိခဲ့ရင်သူငယ်ချင်းတို့ဖယားသခင်ရှေ့မှာအဆိုးဝါးဆုံးသောအဖြစ်ကိုကျွန်တော်တို့လုပ်နေတာဖြစ်ပါတယ်အဲ့လိုလူတွေကိုကျွန်တော်တို့ကဟာတာဖောက်ရမှာမဟုတ်ဘူးကျွန်တော်တို့ကသူတို့ကိုကယ်ရမှာဖြစ်ပါတယ်သူတို့ကိုမေတ္တာပြရမှာဖြစ်ပါတယ်တမန်တရားလက်မခံဘူးဆိုတာကိုကျွန်တော်တို့ကပြောပြရမှာပဲဖြစ်ပါတယ်ဒီကနေ့ယူဒလူစစ်ဖြစ်လိုက်စမ်းပါလူငယ်တို့ဒီလောကကြီးကဘလို့ပဲလှုပ်လို့ယူဒလူစစ်ဖြစ်လိုက်စမ်းပါဟာလေလုယာကျွန်တော်အရန်ကြိုက်တဲ့ကျမ်းချက်တစ်ခုရှိတယ်ဒံယေလနဲ့သူ့သူငယ်ချင်းတွေကိုအခန်းကြီး1မှာပြောတယ်လဲဆိုတော့နေဗုခဒ်နေဇာရဲ့ရုပ်တုကိုပဲကိုးကွယ်ရမယ်အဲ့ဒီရုပ်တုကိုမကိုးကွယ်ရင်ဘာဖြစ်မလဲမီးအိုင်ထဲသို့ပစ်ချခြင်းကိုခံရမယ်အဲ့ဒီအချိန်မှာသူတို့ပြောတဲ့စကားကိုကျွန်တော်ကအယံသဘောကျတာဖြစ်တယ်သူဘာပြောတယ်လဲဆိုတော့ငါတို့ဒီမကိုးမကွယ်ဒီမီးအိုင်ထဲကိုပစ်ချရင်ဘယင်မင်းကြီးဘယင်ရဲ့လက်ထဲကနေကျွန်ုပ်တို့ကိုဖယားသခင်ကွယ်ကာနိုင်ပါတယ်အာမင်အဲ့ဒါထက်ကျွန်တော်ကြိုက်တဲ့စကားလုံးကဒါဖယားသခင်မကာကွယ်ခဲ့ရင်တောင်မှဘယ်တော့မှဒူမထောက်ဘူးအဲ့ဒီယုံကြည်ခြင်းမျိုးကလိုအပ်တာမင်းတခြားသောအရာကိုကိုးကွယ်ပါလို့ပြောတဲ့အခါမှာဒီမူရစေဝါကိုငါကိုးကွယ်တာထက်စားရင်ငါဘယ်တော့မှဒူးမထောက်ဘူးအဲ့ဒီအသက်တာမျိုးပိုင်ဆိုင်ရမှာဖြစ်ပါတယ်
ကျွန်တော်နဲ့ကျွန်တော်မိန်းမနဲ့က9 နှစ်လုံးကြိုက်တာဘယ်နှစ်လဲ9 နှစ်ဟိုတနေ့ကကျွန်တော်တို့2ယောက်ပြန်ပြောကြတယ်ဘယ်တော့စကြိုက်ကြတာလဲဆိုတော့ရှာတော့ကျွန်တော်က6 တန်းလို့ပြောတာမဟုတ်ဘူး2 တန်းတုန်းကနွားဘေးနာလေးမှာလေမယားတိုင်းကစားခဲ့တုန်းကသူနဲ့ကျွန်တော်နဲ့ကနေမအော်ပါနဲ့ဦးသူနဲ့ကျွန်တော်နဲ့ကလေမယားဖြစ်ခဲ့တာအဲ့တုန်းကငယ်လေးတွေရှိသေးတယ်အဲ့ဒီလေမယားဖြစ်ခဲ့တဲ့အချိန်မှာကြိုက်သွားခဲ့ပုံရတယ်အဲ့ဒါထက်တော့စိုးအောင်မှာပါလို့စဉ်းစားကြည့်လိုက်တော့ဘိုက်ထဲရှိတဲ့အချိန်ရောက်တော့မှဖြစ်တဲ့အတွက်အဲ့လောက်နဲ့ပဲခရီးဖြစ်လိုက်တယ်ကျွန်တော်ဗာပြောချင်လဲသိလားကျွန်တော်တို့ကြိုက်ခဲ့သောနှစ်က9 နှစ်ထက်ရှိတယ်အဲ့ခေတ်အခါတုန်းကလူတွေကမကောင်းဘူးဗျကျွန်တော်တို့ခေတ်ခါတုန်းကပညာရေးလည်းအဲ့လိုမကောင်းတဲ့ခေတ်ကြီးဖြစ်တော့ကျွန်တော်တို့ဗာပြောလဲသိလားအဲ့ခေတ်တုန်းကဆိုရင်စကားပုံရှိတယ်သူလဲဖောက်တယ်ကိုလဲဖောက်တယ် virgin မမျော်နဲ့ယောက်ျားလေးတွေစကားနော်ကိုလဲဖောက်တယ်သူလဲဖောက်တယ် virgin မမျော်နဲ့အဲ့ခေတ်တုန်းကလေရီးစားထားပြီးတော့မှရီးစားကိုမဖောက်ရဲတဲ့လူမအိပ်ရဲတဲ့လူကငတုံးယောက်ျားမပီသားတဲ့လူအချောက်အဲ့အဆင့်ဒါပေမဲ့ကျွန်တော်တို့ကလေ9 နှစ်လုံးတော့ညတကောင်ရအချိန်မှလည်းအတူတူရှိတယ်ထီးလေးဆောင်းပြီးတော့လမ်းပေးမှလေနေပူကြီးထဲမှာလည်းအတူတူပုံခဲ့ဘူးတယ်သူ့အဖေကိုဘသူမှစကားတော့မပြောရဲဘူးဒီမှာဆရာတွေသိတယ်နော်သူ့အဖေနှာခေါင်းနီလာပြီဆိုရင်မုံတိုင်းတွေတိုက်တော့မှာမိုးကြိုးတွေပြစ်တော့မှာတကယ်သူ့အဖေရဲ့နှာခေါင်းကတမိုင်လောက်ကနေမြင်လို့ရတယ်အဲ့ဒီသူ့အဖေကိုဘယ်သူမှမကတ်ရဲဘူးဘလို့လို့မှကျွန်တော်လည်းမသိဘူးအဲ့ဒါနဲ့ကျွန်တော်ကဆူတောင်းသွားခံတယ်။ तू ကတကယ်ဖျားတရားသမားဆိုတော့ဆူတောင်းသွားခံတယ်။ तू ကဆရာကိုဆူတောင်းပေးတယ်။တကယ်တမ်းကျတော့ဆူတောင်းခံခြင်းလို့မဟုတ်ဘူး။ သူ့ရဲ့သမီးနာကိုတမိုင်လောက်များဝင်လို့ရမလားဆိုပြီးသွားဝင်တာ။ तू ကဆူတောင်းပေးတဲ့ခါမှာကျွန်တော်နှုတ်ကပတ်တော်ပြောပြပါလို့ပြောတော့ तू ကကျွန်တော်နဲ့အယမ်းခင်သွားတာ။အယမ်းခင်သွားတော့သူ့အိမ်ထဲမှာကျွန်တော်ကလည်းအယမ်းခင်သွားတာ။အထဲမှာနေရတော့အခွင့်ကိုရတယ်။သူ့သမီးနဲ့အဆင်ပြေတယ်။ကျွန်တော်ပြောပြမယ်နော်တခါဆိုရင်ကျွန်တော်တို့အဲ့လိုလမ်းလျှောက်လာတာအဲ့မှာသူ့အဖေကိုတွေးလိုက်တော့သူ့အဖေရောအမေရောဖះเจ้าကအပြန်မှာတွေးလိုက်တော့အရန်လက်ဝါပြီးတော့မှဘာလို့မှမသိတော့ကျွန်တော်တို့နှစ်ယောက်စလုံးခြုံပုတ်ထဲဝင်တာညကြီးတကောင်မှာခြုံပုတ်ထဲမှာတော့ထိုင်တာဖြစ်ချင်တော့အဲ့မှာအရမူးသမားကပစိုးကြီးမလာပြီးတော့မှအဲ့ခြုံပုတ်ကိုလာတာအဲ့ခြုံပုတ်တဲမှာသေးပေါက်တာတော်သေးတယ်ကျွန်တော်ကမဆိုးသူပဲဆိုလို့ဒါမဲ့ကျွန်တော်ကတော့တခုတော့ပြောတယ်ညဖြစ်ပေမဲ့မကြည့်နဲ့တော့လို့မျက်လုံးတော့ကာထားတယ်အမတ်တရားတွေအများကြီးပါအမတ်တရားတွေအများကြီးပဲပြောလိုက်တရားဟောချက်တဲ့ပိုရှည်သွားလိမ့်မယ်9 နှစ်လေဟုတ်လားမဟုတ်ဘူးလားညတကောင်ရံမှာလည်းအတူတူဖြတ်တန်းဘူးပါတယ်အသားချင်းထိဘူးပါတယ်အသားချင်းထိတော့ဘာဖြစ်လဲ shock တွေလိုက်ဘူးပါတယ်ကြွတ်သားတွေလည်းတက်လာဘူးပါတယ်ဒါပေမဲ့အစာနာမှာအစာရအောင်ရှောင်ခဲ့ပါတယ်လူငယ်တို့တန်ရှင်းခြင်းဖျားမကြိုက်သောအမှုဟာတလောကလုံးကဘာပဲပြောရအောင်စောင့်ထိန်ခဲ့ပါတယ်ကျွန်တော်တယောက်ပဲမဟုတ်ဘူးသူကိုယ်တိုင်စောင့်ထိန်ခဲ့တာဖြစ်ပါတယ်ဖျားဟာနားကန်းသောဖျားမဟုတ်ဘူးမျက်စိမမြင်သောဖျားမဟုတ်ဘူးအဲ့ဒါကိုသိတဲ့ဖျားဟာတနေ့တစ်ချိန်ကြရင်တော့လူကိုမချီးမြှောက်ဘဲနဲ့ဘယ်တော့မှမနေဘူးဒီနေ့ညမှာလူငယ်တွေထဲမှာအပြိုမစစ်တော့တဲ့လူတွေလည်းရှိမယ်ကိလေသာမှာရှိတဲ့လူလည်းရှိကောင်းရှိမယ်ဒါပေမဲ့ဖျားပြောတာကဒါဖြစ်တယ်တင့်ရဲ့အတိတ်ကိုဖျားဟာစိတ်မဝင်စားဘူးလက်ရှိတင့်ကိုပဲဖျားစိတ်ဝင်စားတာဖြစ်တယ်ဟာလေလုယာဟာလေလုယာဒီကနေ့ညမှာဖယားသခင်ရဲ့အစိုးရိမ်ဆုံးစိတ်လှုပ်ရှားပြီးတော့မှကောင်းကင်မှာကျွန်တော်တို့ကိုကြည်နေတာဖြစ်တယ်။ဘာဖြစ်လို့လဲသိလား။ဒီလူငယ်ကဒီအပြစ်တွေကိုနောက်တစ်ခါငါမလုပ်တော့ဘူးလို့ဆုံးဖြတ်မှာကိုဖယားသိမ့်မျော်လင့်နေတယ်။စာတန်ကလည်းစိုးရိမ်စွာစောင့်နေတဲ့အချိန်ပဲဖြစ်ပါတယ်။
လူငယ်တို့ကျွန်တော်ပြောပြမယ်အဲ့ဒီလိုစီးတားခြင်းတွေကလေအစင့်နှိမ်သွားတာမဟုတ်ဘူးအစင့်မြင့်သွားတာဘာဖြစ်လဲအစင့်မြင့်သွားတာ brand ဖြစ်သွားတာကျွန်တော်10 တန်းကျောင်းသားဘဝမှာစာမင်းပွဲမအောင်ခြင်းလို့3 နှစ်တိတိအကြခံတာစာမတော်တာမဟုတ်ဘူးနော်ကျွန်တော်စာတစ်လကြည့်လိုက်ရင်အဆင့်16 2 လကြည့်လိုက်ရင်အဆင့်9တန်းရောက်တာတကယ်ကျွန်တော်မှာ IQ ကကောင်းမှကောင်းဒါပေမဲ့စာမင်းပွဲဖြေပြီးတိုင်းမှာအကုန်ပြန်ချစ်ချတာစွစုပေါင်းရမှတ်ထွက်လာလိုက်ရင်တုံညတွေပဲအများအားထွက်တယ်မအောင်ခြင်းလို့ဘာဖြစ်လို့လဲသိလားအဆောင်မှာကျွန်တော်ကဘိုလ်ချုပ်ပျော်မှပျော်အဲ့အဆောင်ကနေထွက်ရမှာအရက်နှမျောတာတစ်နှစ်ပြီးတစ်နှစ်ရာထူးတိုးလာမတိုးဘူးလားတိုးတာပေါ့ကလေးတွေဝင်လာတာလေကျွန်တော်ကဒေါင်ဆုံးအခန်းမှာနေတာအမြဲတမ်းအဲ့ဒါတွေကိုကျွန်တော်မပြောတတ်ဘူးဘာဖြစ်လို့လဲဆိုတော့စာတန်ဘုံကြီးတဲ့အတွက်မပြောတာဒါပေမဲ့ကျွန်တော်ဘာပြောချင်လဲသိလားတခါတလေကြတော့လေအဲ့ဆေးလိတ်ကိုစာလွန်းလို့ဆေးမရှိတဲ့ရက်တွေဆိုရင်သူများတွေကလေသေးပေါက်ပြီးသားဆေးလိတ်လေးတွေကိုသေးအနက်နဲ့ဆေးလိတ်တွေကိုမြောက်များစွာသောအချောင်းကျွန်တော်ရှူခဲ့ဘူးတယ်စာလွန်းလို့ရီးစားပြောတယ်အခုကျွန်တော်ချောင်းဆိုးလိုက်တာနဲ့လေမိန်းမအရင်တုန်းကဆေးလိတ်ကြောက်မယ်အရင်တုန်းကမသေးသေးဘူးခုထိကျွန်တော်ကဘာပြောလဲတလားရီးစားပြောတယ်ဖြစ်ပါရီးစားရှိမှဖြစ်တယ်တစ်လမခံဘူး2 လမခံဘူးဒီကနေ့မှာဆရာတီတီဟာအရင်တုန်းက fighter ကောင်းရိုး fighter မဟုတ် fighter ကောင်းတကယ်ပြောတာတခါမှကျွန်တော်မပြောဘူးနော်ဒါတွေကြားဘူးလားကြားဘူးကျွန်တော်တို့တွေကပတ်စံယူပြီးတော့မှသူများခြေတော့လက်ချိုးတဲ့အတွက်ပတ်စံယူပြီးတော့မှသွားတာကျွန်တော်တို့မလုပ်တာ2 ခုပဲရှိတယ်နိုင်ငံရေးစာအိမ်သွားထဲတဲ့ဟာပတ်စံအများကြီးရပေမဲ့မလုပ်ဘူးသူများအသက်မသက်ဘူးသူများခြေတော့ချိုးတာနဲ့လက်ချိုးတာလောက်ကတော့အေးစေးကျွန်တော်တို့ယူတယ်ကျွန်တော်တို့ရဲ့ဘုံဒီမီးပြတ်တာကျွန်တော်ကြောင့်လည်းမဟုတ်ဘူးတင့်ကြောင့်လည်းမဟုတ်ဘူးဟိုလူကြောင့်စာဒမာနာကိုပြောတာနော်โอเค PowerPoint ပြန်လာမယ်ကျွန်တော်ဘာပြောချင်တယ်လဲဆိုရင်ကျွန်ုပ်တို့ရဲ့ဘဝမှာကျွန်တော်ဆရာတီလေအရင်တုန်းကစက္ကနဲဆိုရင်ဒိန်ကနေဖြစ်သွားတဲ့လူကျွန်တော်တို့ရဲ့အိမ်မှာလေကျွန်တော်တို့နဲ့အိမ်ဖော်တယောက်ရှိတယ်အရန်အတိုင်ထူတာတော့ကျွန်တော်တို့ဘာလို့အဖေအမေပြန်လာတိုင်ပြီးကျွန်တော်ပြောတယ်မတိုင်နဲ့တော့ဘာဖြစ်လို့လဲဆိုတော့ငါအဆောင်မှာပဲနေတော့ငါအိမ်မှာမနေတော့မင်းကအကြောင်းမသိဘူးဘာလို့ကျွန်တော်ရဲ့ brain ပေါက်ဘေးနားလေးမှာကျေးဇူးတော်ကြောင့်တရက်ပင်တစ်ပင်ရှိတယ်အဲ့ဒီတရက်ပင်ကကျွန်တော်ရဲ့လှေကားအများရန်ဖြစ်တယ်ညမောင်ပြီးအိပ်ပြီးဆိုရင်အဲ့တရက်ပင်ရဲ့ကျေးဇူးကြောင့်ကျွန်တော်ဆင်းပြီးတော့မှတညာလုံးပျောက်ပြီးမနေ့3 နာရီပြန်လာတယ်အဲ့ဒါကိုဘွားတော်တီးတော့တိုင်တယ်တိုင်တော့ကျွန်တော်ဘာလုပ်လဲသိလားလူငယ်တို့ကျွန်တော်ကလေစူနေတဲ့ဓဘူးထဲကရေကိုယူပြီးတော့မှအသားလေးအေးဆေးလေးခေါင်းပေါ်နေလောင်းတာမဟုတ်ကျွန်တော်ပြောချင်တာကျွန်တော်ဆရာအဲ့လူလေးတေးလေးဇက်ကနေဆိုရင်ဒိန်လက်ကမြန်ဒီကနေ့ဆရာတီကိုမင်းတို့နှာခေါင်းပဲလာဆွဲနားပဲလာဆွဲမေ့သွားပြီဘာမှမလုပ်တတ်တော့ဘူးသဘောပေါက်လားလူမီဒီကခရစ်တော်၌ရှိလင်အသစ်ပြုပြင်သောတတဝါဖြစ်၏ဟောင်းသောအရာတို့သည်ပြောင်းလဲ၍ခတ်သိမ်းသောအရာတို့သည်အသစ်ဖြစ်၏ကျွန်တော်ရဲ့ဦးလေးလေဒီအသင်းတော်ရဲ့ဥက္ကဋ္ဌပူတင်ဂျုံဆိုတာတာဟမ်မှာဂိုင်းစတာနဲနော်အစင်မဟုတ်ဘူးသူတစ်ချက်သွားမကြည့်လိုက်နဲ့စကားပြောစရာမလိုဘူးနော်ကြည့်တဲ့ပုံ तू မကြိုက်လို့ကတော့ तू စီးတဲ့ဖက်နဲ့ကိုကောက်ပေါက်တာ
စိတ်ကဒီလောက်ကလေးကျွန်တော်ရဲ့အမေတော်မလေးတနခါတော်ကြီးနဲ့ပြစ်တာကြားထဲမှာဝင်ကယ်နိုင်လို့သူ့အမအရင်ကိုနော်ဒီကနေ့အဲ့ဦးလေးတင်ကြုံကလေလာလိုက်ရင်အရင်ဦးဆုံးအမှုတော်ဆောင်တဲ့သူ့မမြည်ဘူးဖယားเจ้าထဲမှာဒူးထောင်းဆူတောင်းပြီးဒီကနေ့ဦးလေးတင်ကြုံကအရင်ထက်လဲချမ်းသာတယ်အရင်ထက်လဲအောင်မြင်တယ်ဒါပေမဲ့သူ့မှာစိတ်ဆိုးခြင်းဆိုတာမရှိတော့ဘူးသူ့မှာဆေးဝါးဆိုတာမရှိတော့ဘူးဘာဖြစ်လို့လဲသိလားလူမီဒီကခရစ်တော်၌ရှင်းလင်အသက်ပြုတ်ပြင်သောတတဝါဖြစ်လို့ဖြစ်တယ်ဒီကနေ့ရေးစားရှေ့မှာဆေးလိပ်ဖြစ်ရင်ဘယ်တော့မှပြတ်မှာမဟုတ်ဘူးဖယားရှေ့မှာပဲတင့်ရဲ့ချုံနှောင်ခြင်းကနေသူလွတ်မြောက်နိုင်မှာဖြစ်တယ်ဟာလေလုယာကျွန်တော်ကဖယားရှေ့ကိုလာတယ်ကျွန်တော်အဖြစ်ကဘလောက်ဆိုးလဲဆိုရင်လေအိန္ဒိယမှာကျန်းစာကျောင်းသွားတက်တာလုံးဝခိုးတောက်နေတော့မလို့ခြင်းဘူးကိုတားတယ်ကိုစီးတယ်အမျိုးဖယားကိုကြောက်ခြင်းကတာလင်ကျွန်တော်ကိုလွတ်မြောက်စေတာပဲဖြစ်ပါတယ် next slide လေးကိုကြည့်လိုက်သူတို့တွေကဘာတူလဲဆိုတော့ next slide ဖယားကိုကြောက်တော်သူများဖြစ်ပါတယ်ဒီကနေ့လူငယ်တို့ယူဒလူစစ်ဆိုတဲ့လူကလေတခြားသောအရာတွေထက်ဖယားကိုငါကြောက်တယ်လို့ပြောတဲ့လူတွေဖြစ်ပါတယ်ဟာလေလုယာဟာလေလုယာဒီကနေ့မြန်မာပြည်မှာပြဿနာကလေဖယားသခင်ကိုတော့ချစ်တယ်ဒါပေမဲ့ဖယားကိုတော့မကြောက်ဘူးကခုံချီးမွမ်းခြင်းမှာပျော်တယ်ဒါပေမဲ့အပြင်မှာအသက်ရှင်ရတော့မယ်ဆိုရင်လဲပြီးသားပဲဆွဲထူစရာမလိုဘူးလဲထားပြီးသားမိတ်ဆွေတို့ယူဒလူစစ်ဖြစ်ကြရအောင်ပါယူဒလူစစ်ဖြစ်ခြင်းကပဲကျွန်တော်တို့ရဲ့ဘဝကိုအမြင့်ကိုပြန်တန်းစေမှာဖြစ်တယ်ဟာလေလုယာ brand ဖြစ်သွားမှာဖြစ်တယ်ကျွန်တော်ငငယ်တုန်းကတည်းကကားပါကြိုက်လေလို့ပြောပြိုင်ကားဘယ်တော့မှမကြိုက်ဘူးကျွန်တော်ကြိုက်တာက BMW အဆင့်မြင့်တဲ့ high class ကိုပဲကြိုက်တယ်ဒီကနေ့ကျွန်တော်ပြောနေတဲ့ယူဒလူစစ်ဟာလူတွေအထင်သေးခံရမယ်ဘဝမဟုတ်ဘူးလူတွေအထင်ကြီးခံရမယ်ဘဝဖြစ်တယ်ဟာလေလုယာလူတွေရှေ့မှာသင်ဟာ confident အပြည့်ရှိမယ်ဘဝဖြစ်တယ်လူတွေရှေ့မှာလူငယ်တွေရှေ့မှာလုံးဝစော်ကြည်ပဲဖြစ်မယ်အပေါက်တွေဖြစ်တယ်ဘာဖြစ်လို့လဲသိလားလူတိုင်းဟာမတက်နိုင်ပေမဲ့ brand ကိုကြိုက်ကြတယ်လူတိုင်းဟာမတက်နိုင်ပေနဲ့အဲ့ဒီ class ကိုကြိုက်ကြတာဖြစ်ပါတယ် hallelujah ဒါကြောင့်မလို့ကျွန်တော်ကပြောလဲ real man fear God ယောက်ျားမှန်ရင်ဘာကိုကြောက်လဲဖယားကိုကြောက်တယ်ကောင်းမလေးကနင်ယောက်ျားမဟုတ်ဘူးလားလို့ပြောရင်လဲငါယောက်ျားမဟုတ်တာမဟုတ်ဘူးငါဖယားကိုကြောက်တာအစာနာမှာအစာရှောင်ရဲရမယ်အာမင်ဟယ်လိုမင်္ဂလေးတွေနင့်ယောက်ျားတော်ဖြစ်တယ်နင့်ရီးစားငါ့ကိုခွင့်မပြုရင်ငါမယူတော့ဘူးလို့ပြောရင်လဲယူမဆိုင်နဲ့နင့်ရဲ့ high class ကိုသူကြည့်ပြီးတော့နင့်ကိုပိုတော်ယူမှာပိုတော်သဘောကျမှာဖယားကလည်းတင်းရဲ့အသက်ရှင်ခြင်းကိုဘယ်တော့မှမမေ့ဘူးတင်းရဲ့အတွက်ကောတင်းမိသားစုအတွက်ကောတင်းရဲ့နိုင်ငံအတွက်ပါယူဒလူစစ်ကပြောင်းလဲလာစေခြင်းမှာဖြစ်ပါတယ်ဟာလေလုယာဟာလေလုယာဒါကြောင့်မလို့ဒံယေလရဲ့နောက်ဆုံးလေးကိုကျွန်တော်တစ်ချက်လေးပြချင်ပါတယ်နောက်ဆုံးဒုတိယ slide လေးကိုတွားပါဒံယေလကလေတခုမှမလုပ်တဲ့အခါမှာဘာဖြစ်သွားတယ်လဲသိလားဂျောင်ထိုးခြင်းကိုခံခဲ့ရပါတယ်ပြောပါဘာဖြစ်သွားလဲဂျောင်ထိုးခြင်းကိုခံခဲ့ရပါတယ်ဒံယေလဆိုတာမသိတော့ဘူးလူတွေကလည်းမမှတ်ထားတော့ဘူးဘယ်တစေစာကြီးနိုင်ငံရဲ့သတင်းစာတိုင်းမှာပေါ်တဲ့ပုံကိုကြီးဟာရှိသေးလားမရှိတော့ဘူးလူငယ်တို့အဲ့အချိန်မှာကျမ်းစာကအခန်းကြီး9အပိုင်ငယ်30မှာထူးထူးခြားခြားတစ်ခုဖြစ်လာပါတယ်ဘာဖြစ်လာတယ်လဲဆိုတော့ဘယ်စေဇာလို့ခေါ်တဲ့နဗုခဒ်နေဇာရဲ့မြေးကဘုရင်ဖြစ်လာပါတယ်သူကအယံကိုဂုံယူဝန့်ကြွားတဲ့အခါကျတော့ဘုရင်ဖယားသခင်ကိုပါစိန်ခေါ်လိုက်တယ်ဘယ်လိုစိန်ခေါ်လဲသိလားဗိမာန်တော်ထဲကခွက်တင်နဲ့သူပျော်မြူးလိုက်တယ်အဲ့ဒီအချိန်မှာနေရန်ပေါ်မှာဘာဖြစ်လဲစာရေးလာပါတယ်ဘယ်လိုရေးတယ်လဲ mene tackle a person အဲ့ဒါယူဘုရင်ရကြည့်တဲ့အခါမှာအတကုံကြောက်လို့ကျန်းစာပြောတယ်နော်သူ့ရဲ့ဒူးနှစ်ခုကတ
တိုက်ချင်းမတက်လှုပ်တယ်ဘယင်တော့ဘာလဲဘယင်ဘလို့လှုပ်တာလဲအဲ့လိုလှုပ်တာတိုက်တာတေးသုံးဆက်ကြတယ်မယုံကျန်းဆောင်ကြည့်မရှိဘူးထင်းတာအဲ့လောက်လှုပ်မှတော့ကြမယ်လို့ထင်းတာအဲ့လောက်ထိကိုသူကကြောက်တာအဲ့လိုတနိုင်ငံလုံးဝကြောက်တဲ့အချိန်မှာဘာဖြစ်လာလဲသိလားလူတွေစောက်ကြူမဆိုင်တဲ့ဒန်ယေလဘယ်တစေစာနာမည်တော်ပျောက်သွားပြီဆိုတော့ဒန်ယေလဆိုတဲ့နာမည်ကရှိအောင်မလားမရှိတော့ဘူးအဲ့မှာအဖွားကြီးထွက်လာပြီးတော့မှမိဖုရားကနေအောင်မင်းရဲ့အဖိုးခေတ်တုန်းကဒန်ယေလဟာလေလုယာဘာဖြစ်လို့လဲသိလားသူ့ရဲ့နာမည်ကဒန်ယေလလားမဟုတ်ဘူးဘယ်တစေစာလို့ပြောင်းထားပြီးသားဒါပေမဲ့အချိန်ရောက်လာတဲ့အခါမှာယူဒလူစစ်စစ်ရဲ့နာမည်ကပေါ်လာပြီဖြစ်ပါတယ်ဟာလေလုယာလက်ခုပ်တီးပြဘုရားရှင်ကိုချီးမွမ်းရအောင်ယူဒလူစစ်စစ်ဒန်ယေလရှိတယ်အဲ့ဒီဒန်ယေလဟာဖယားသခင်ရဲ့ဝိညာဉ်နဲ့ပြေဝတော်သူဖြစ်တယ်သူလာပြီးတော့မှကျမတို့ကိုဖတ်ပေးနိုင်မှာဖြစ်ပါတယ်ဟာလေလုယာဒီကနေ့မှာယူဒလူစစ်စစ်ဖြစ်လိုက်စမ်းပါလူငယ်ယူဒလူစစ်စစ်ကိုဖြစ်ဖို့အတွက်ဒီခက်မှာဖယားသခင်ကတင့်ကိုခေါ်ခြင်းပဲဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်တို့အဆုံးတတ်တစ်ခုအနေနဲ့ကျွန်တော်တို့တခြင်းတစ်ပုတ်အတူတကွတီးဆိုကြမယ်ကိုတော်တတ်နိုင်တယ်ဆိုတဲ့တခြင်းလေးကိုကျွန်တော်ရွေးထားတာဖြစ်ပါတယ်လူငယ်တို့ဒီတခြင်းဆိုတဲ့အခါမှာမိမိဘေးနာလူလည်းဂယုမဆိုင်နဲ့ညာဘက်ကလူလည်းဂယုမဆိုင်နဲ့ဘသူကမှဂယုမဆိုင်ဘဲနဲ့မိမိကိုမိမိဖယားသခင်စင်မှာကျွန်တော်ဟာယူဒလူစစ်စစ်ဖြစ်ရလားဆိုတာလေးကိုစမ်းစစ်စေချင်တာပဲဖြစ်ပါတယ်မိမိရှိတဲ့နေရာနေအတူတကွမတည့်ရကြရအောင်